ဒီလုံးလေးကတော့နေဆိုကြာနေပြီမဲ့လေးထင်တယ်မဲ့ပြီးအဲ့မှာ ဒီရမွေးရ ရင်းရှင်း ချင်းမလားချုံလားအခုပပလေး အောက်တဲ့ခွန်ပါပါလေး အခုပပလေးအရင်လည်းပြောနေပေါ်တယ်ကောင်းလားအားလုံးပဲမင်္ဂလာပါရှင်အနုပညာတက်တဲ့ကိုနှစ်ကျော်မှမိဘတွေကိုအိမ်ဝယ်ပေးနိုင်ပြီဖြစ်တဲ့ရတနာဘုံမင်္ဂလာပါပရိသတ်ကြီးရေဇလန်တို့ရဲ့ဘယင်မလို့ပြောရအောင်မြင်နေတဲ့မင်းသမီးတစ်ယောက်ရှိပါတယ်သူမကတော့သူချစ်ခင်ဆိုတဲ့ဇာတ်ရုံနဲ့လောင်ဇလန်တွေမှာပရိသတ်တွေရဲ့အမုန်းနဲ့အချစ်တွေကိုတပံနဲ့တရရှိခဲ့တဲ့တရုတ်ဆောင်ရတနာဘုံပဲဖြစ်ပါတယ်တရုတ်ဆောင်ရတနာဘုံကအောင်မြင်နေတဲ့အနုပညာရှင်တွေစုစည်းပြီးတော့မျိုးဆက်တဲ့အနုပညာရှင်တွေကိုမွေးထုတ်ပေးခဲ့တဲ့အနုပညာပြိုကင်းတဲ့အစီအစဉ်ကနေထွက်ပေါ်လာခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။အခု2024ခုနှစ်အတွင်းပြသခဲ့တဲ့ကုထုံးမဲ့ချစ်ချင်းနဲ့ရင်သွေးဆက်လန်တွေမှာလည်းတရုတ်ဆောင်ရတနာဘုရဲ့ပြည်ပြင်းတဲ့တရုတ်ဆောင်မှုတွေအပေါ်မှာပရိသတ်တွေကအကြိုက်တွေ့နေခဲ့တာပဲဖြစ်ပါတယ်။အခုနောက်ဆုံးထွက်ရှိထားတဲ့ရင်ဖွင့်ပြချင်သည့်ဇာတ်ကားမှာလည်းအိမ်ပေါ်မှလေးတယောက်အဖြစ်တရုတ်ဆောင်ပြည်ပြင်းလူနာကြောင့်လည်းဇလန်တွေရဲ့ဘယင်မဆိုပြီးတော့တောင်းမှပရိသတ်တွေကတရုတ်ဆောင်ရတနာဘုကိုချီးကျူးနေကြတာပဲဖြစ်ပါတယ်။အခုလေတရုတ်ဆောင်ရတနာဘုကပရိသတ်ရဲ့ချစ်ချင်းမြတ်တာခံယူလိုက်ပြန်ပါပြီ။တခြားတော့မဟုတ်ပါဘူး။ရတနာဘုကသူ့ရဲ့ဖြူဖြူစစ်စစ်နဲ့ရရှိခဲ့တဲ့အနုပညာကြီးတွေကနေမိဘတွေကိုအိမ်တလုံးဝယ်ပေးလိုက်တာလည်းဖြစ်ပါတယ်။အဲဒါကြောင့်ပရိသတ်တွေကရတနာဘုအပေါ်မှာမိဘကိုတိကျလိမ္မာတဲ့သမီးလေးဆိုပြီးတော့လူမှုကွန်ရက်မှာတော့ချီကျူးပြောဆိုမှုတွေထုံမိုးနေတာပဲဖြစ်ပါတယ်။မိဘတွေကိုဟိုရင်တွေကကောင်းကောင်းမွန်မွန်လေးထားခြင်းနဲ့ဆက်ရှိတဲ့အခုအနုပညာတက်တဲ့ကိုနှစ်ကျော်စနစ်နီပါလောက်မှအရန်ကြီးကြီးမားမားမဟုတ်ပေမဲ့လေကိုတက်နိုင်တဲ့အင်အားလေးနဲ့သူတို့အတွက်လုံခြုံတဲ့နေရာလေးတစ်ခုကိုပေးနိုင်ခဲ့တာပါအခုမိဘတွေကိုအခုလိုမျိုးလေးထားနိုင်တဲ့ပီတီကတော့ပြောမပြနိုင်အောင်ပြောရတယ်ဖြူစင်တဲ့အနုပညာကြီးတည်တဲ့နဲ့ပဲမိဘတွေအတွက်ဖြစ်စီပေးခဲ့တာဖြစ်လို့ကိုလည်းဂုဏ်ယူတယ်ကိုအတွက်ဆိုတာထက်မိဘတွေအတွက်လုပ်ပေးနိုင်တာလေးကိုပြန်တွေးလိုက်တိုင်းမှာတော့ဝမ်းသာရပါတယ်လို့လေတရုတ်ဆောင်ရတနာဘုကပရိသတ်တွေကိုယဉ်ဖွင့်ထားတာပဲဖြစ်ပါတယ်ရှင်တရုတ်ဆောင်ရတနာဘုကမန္တလေးဇာတိဖြစ်တာကြောင့်လေအခုလက်ရှိမှာတော့မန္တလေးမှာနေထိုင်နေတဲ့မိဘတွေအတွက်အိမ်လေးတစ်လုံးနဲ့ကျေးဇူးဆက်လိုက်တာလည်းဖြစ်ပါတယ်မိဘတွေကမန္တလေးမှာနေလို့လေအဲ့မှာပဲအိမ်လေးဝယ်ဖြစ်တာဘုကတော့အဲ့မှာမနေဖြစ်ဘူးအလုပ်ကိစ္စတွေကြောင့်အခုရန်ကုန်မှာပဲနေတယ်လို့လေရတနာဘုကလက်တလို့အခြေအနေကိုလည်းပြောပြထားပါသေးတယ်အခုလက်ရှိမှာတော့တရုတ်ဆောင်ရတနာဘုကအတိုင်းအတာတစ်ခုထိအောင်မြင်မှုရရှိနေတယ်ဆိုပေမဲ့လေရှောက်ခဲ့တဲ့အမှုပညာလမ်းမှာတော့ကြာဆုံးမှုတွေနဲ့အများကြီးရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့လေပရိသတ်တွေကိုဖွင့်ဟထားပါသေးတယ်အမှုပညာလမ်းတစ်လျှောက်မှာတော့ကြာဆုံးမှုတွေလည်းအများကြီးကြုံခဲ့တယ်လိမ့်ဖဲဖြစ်နေခဲ့တာကိုဗစ်ကာလမှာလည်းဆုံးရှုံးမှုတွေရှိခဲ့တော့စုထားတာလေးလည်းကုန်သွားတယ်မိဘတွေအပေါ်မှာဘာမှမလုပ်ပေးနိုင်ခဲ့ဘူးတကယ်တမ်းဆိုရင်တော့အခုတက်ပြီးတဲ့ကြည်တဲ့မြင်မာတဲ့အရာတွေကိုမိဘတွေကိုပေးချင်တာအခုလိုလုပ်ပေးနိုင်တာတောင်မှမိဘတွေကိုဖြည့်ဆည်းပေးနိုင်တာကနဲတယ်လို့တောင်မှခန်းစားရတယ်လို့လေရတနာဘုကဆိုထားတာပဲဖြစ်ပါတယ်ရှင်။လူပညာလောကတွေကိုတကြောပြန်လဲရောက်ရှိလာတဲ့ယွန်းရွှေရီမင်္ဂလာပါပရိသတ်ကြီးဇပိုတရုတ်ဆောင်ယွန်းရွှေရီကတော့ကျက်ရဇက်ကောင်ဇက်ရုံနေရာမှာအပီပင်းစုံတရုတ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်ကြောင့်ပဲပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားသူပဲဖြစ်ပါတယ်။တချို့သောအကြောင်းရင်းတွေကြောင့်အနုပညာလောကတွေကနေအချိန်9နှစ်လောက်ပရိသတ်တွေရဲ့အမြင်ကွင်းကနေပြောင်းနေခဲ့ပေမဲ့လေအခုတော့အနုပညာလောကတွေကိုပြန်လည်ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။အခုလက်ရှိအချိန်မှာတော့ယွန်းရွှေရီကအနုပညာအလုပ်တွေကိုပြန်လုပ်နေပြီးတော့တကြောပြန်ဝင်ရောက်လာတဲ့သူပါ။ကိုဗစ်ကာလနဲ့ရှုပ်ထွေးနေတဲ့အခြေအနေတွေကြောင့်မရိုက်ဖြစ်တာလို့လည်းဆိုထားပါတယ်။လက်တလုံးမှာတော့စကားတွေရိုက်ကူးနေကြတဲ့အပေါ်မှာလည်းပရိသတ်ကနားလည်ပေးပါဆိုပြီးတော့လည်းယွန်းရွှေရီကပြောထားပါသေးတယ်။6နှစ်ကျော်9နှစ်လောက်အနုပညာလောကနဲ့အဆက်အသွယ်ပြတ်သွားတယ်။ကိုဗစ်ကာလမတိုင်ခင်ကလေးကနေအနုပညာအလုပ်တွေကိုမလုပ်ဖြစ်တော့တာအခုတော့ဇလန်တွေမှာပထမဆုံးပြန်ပြီးတော့တရုတ်ဆောင်နေပါတယ်အကောင်းဆုံးဖြစ်အောင်တော့ကြိုးစားထားတယ်စက်ကမရိုက်တာကြတော့တရုတ်ဆောင်ပိုင်းမှာလိုအပ်ချက်တွေရှိလဲနားလည်ပေးပါဆိုပြီးတော့ရွှေရွှေရီကပြည်သက်တွေကိုပြောထားပါသေးတယ်အနုပညာအလုပ်တွေကိုမလုပ်ပဲနေ့တန်တော်ကြအောင်နားလိုက်လို့လေတရုတ်ဆောင်အလုပ်နဲ့စိန်သွားပြီအခုစက်ကပြန်ရိုက်တဲ့အခါမှာတော့အစ်စ်တယောက်လို့
တမျိုးကြီးခံစားနေရတယ်လို့လေတရုတ်ဆောင်ရွှေရွှေကပြောထားပါသေးတယ်အခုလက်ရှိမှာတော့ဒရိုက်တာကိုသားညီရိုက်ကူတဲ့ဇလန်တွေမှာလေတရုတ်ဆောင်မိုးဝှေကူနဲ့အတူပါဝင်တရုတ်ဆောင်ထားပါသေးတယ်လို့လေရွှေရွှေကအခုလက်တလို့စကားရိုက်ကူမှုအခြေအနေကိုလည်းပြောထားပါသေးတယ်အခုလက်ရှိမှာတော့အမှုပညာလောကတွေကနေတကြော့ပြန်ပြောင်းဝင်လာချိန်မှာတော့ဟိုးရင်ချင်းတွေကစကားရိုက်ကူခဲ့မှုတွေကိုလည်းအရင်ပဲတတိရတယ်လို့လေတရုတ်ဆောင်ရွှေရွှေကအရင်တုန်းကရိုက်ကွေးအမတ်တရတွေကိုလည်းလွယ်လွယ်ဆွဆွနဲ့ပြောပြထားပါသေးတယ်အရင်ချင်းတွေကိုအရင်တတိရတယ်အမှုပညာသမားဖြစ်တော့စိတ်ကမပြတ်ဘူးကိုအမှုပညာအပေါ်မှာယုံကြည်မှုမရှိတာမဟုတ်ပေမဲ့စဝေးစဝါဖြစ်ပြီးတော့ဟိုဟာဒီယာနဲ့လမ်းတွေများခဲ့ဘူးတယ်နိုင်ငံခြားထွက်ဖို့အထီကိုစဉ်းစားခဲ့သေးတယ်မပြတ်နိုင်ဘူးထွက်မသွားနိုင်ဘူးဖြစ်နေတယ်သူများတွေလည်းယုံနေကြတာပဲငါလည်းယုံကံမယ်ဆိုပြီးတော့ဆုံးဖြတ်ခဲ့တာပဲအခုတော့ကန်းလန်းလာလို့ပြန်လုပ်ခွင့်ရတဲ့အချိန်မှာတော့ဆုံးဖြတ်ချက်ကတေးကြပြီးတော့ပြန်လာတာပါဆိုပြီးတော့အခုအမှုပညာလောကရဲ့တကြောပြန်လာရတဲ့အကြောင်းကိုလည်းပုပွင့်လင်းလင်းပဲပြောထားပါသေးတယ်အခုလက်ရှိအနေထားမှာတော့အားလုံးအခက်အခဲတွေဖြစ်နေတဲ့အချိန်အကြောင်းအမျိုးမျိုးကြောင့်စကားရက်ကူခွင့်မရတဲ့ဆက်ဖွဲ့သားတွေကိုဆက်ဖွဲ့သားတွေကိုလူကျော်အဖွဲ့ကတရုတ်ဆောင်တွေကိုလည်းပြန်လည်လက်တွဲခေါ်ပြီးတော့စကားတွေပြန်ရိုက်စေချင်တယ်လို့လည်းရွှေရွှေကဆိုပါတယ်အခုအခက်အခဲဖြစ်နေတဲ့တရုတ်ဆောင်တွေဆက်အဖွဲ့သားတွေလူကျန်တွေအများကြီးရှိတယ်သူတို့တွေကိုလည်းအရင်တုန်းကလိုမျိုးလိုအပ်တဲ့နေရာလေးတွေမှာခေါ်ပြီးတော့ရိုက်စေချင်တယ်အားလုံးကခက်ခဲနေတဲ့အချိန်ဆိုတော့သူတို့တွေလည်းအတော်လေးရုန်းကန်နေရတယ်လို့လည်းတရုတ်ဆောင်ရွှေရွှေကပြောထားပါသေးတယ်အခုလိုမျိုးအမှုပညာလောကတွေကိုတကြောပြန်လာတဲ့တရုတ်ဆောင်ရွှေရွှေကတော့အရင်တုန်းကတည်းပုံမလာပလာပြီးတော့ပြပြပဖောင်းလေးနဲ့ချစ်စရာကောင်းနေပါသေးတယ်အရင်ကနဲ့မတူပဲတင်းတင်းရင်နဲ့လက်ပနေတဲ့သူမရဲ့ပုံရိပ်တွေကိုလူမှုကွန်ရက်ကနေတဆင့်ပရိသတ်တွေကိုဝေမျှထားပါသေးတယ်ဒီနေ့ခေတ်ရတရုတ်ဆောင်တွေကသူတို့မိနစ်သက်တဲ့ခနာကိုအစိပ်ပိုင်းတချို့ကိုခွဲစိတ်ပြုပြီးမှုတွေပြုလုပ်လာကြပြီးမဲ့လေတရုတ်ဆောင်ရွှေရွှေကြီးကတော့မိဘကပေးတဲ့တဘာဝအလားတိုင်းလောက်ပဲကျင်းတတ်နေရလို့ပြောထားတာပဲဖြစ်ပါတယ်ရှင်ပရိသတ်ကြီးတရုတ်ဆောင်မူယူဆန်က Miss Pemwari မှာ Miss Na ဟာ Miss Angel နဲ့ Miss မိုးရန်စုတွေကိုရရှိခဲ့တဲ့အလှမဲ့တယောက်ပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ရုပ်ရှင်အမှုပညာလောကတွေကိုရောက်လာပြီးတော့ထိတ်တမင်းမီတူအဖြစ်အချိန်တော်ကြာရပ်တည်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကတော့နမည်ကြီးမင်းသားတိုင်းနဲ့အတွေ့ဖက်ပြီးတော့ခေါင်းဆောင်မင်းသမီးနေရာကနေစကားပေါင်းများစွာကိုရိုက်ကူးခဲ့ရသူပဲဖြစ်ပါတယ်။အခုလက်ရှိအချိန်မှာတော့တရုတ်ဆောင်မိုးယူဆန်ကတားနှစ်ယောက်ရဲ့မိခင်တူအဖြစ်နဲ့တာယာတဲ့အိမ်တော်ရေးတစ်ခုကိုဖန်တီးထားနိုင်သူပဲဖြစ်ပါတယ်။အသက်25နှစ်အရွယ်အမှုပညာလောကရဲ့အောင်မြင်နေတဲ့အချိန်မှာပဲအိမ်တော်ပြုလိုက်ပြီးတဲ့နောက်အမှုပညာအလုပ်တွေကိုရန်နာထားတာပဲဖြစ်ပါတယ်။နောက်ထပ်လည်းမရှိဘူးနှမျောတာလည်းမရှိပါဘူး80ရာခိုင်နှုန်းလောက်ကတော့မရှိဘူးလို့ပြောရမယ်တခါတလေတတိယတဲ့အခါမျိုးတွေလည်းရှိတယ်မိုးယူကအသက်25နှစ်မှာမင်္ဂလာဆောင်လိုက်တာဆိုတော့လေအဲ့အချိန်ထိအချိန်ကြာကြာအမှုပညာအလုပ်တွေကိုဆက်လုပ်ခဲ့တဲ့ဆိုတာမျိုးတော့ဖြစ်မိတယ်လို့တရုတ်ဆောင်မိုးယူဆန်ကပြည်သက်တွေကိုရင်ဖွင့်ထားတာပဲဖြစ်ပါတယ်အမှုပညာအလုပ်တွေကိုဆက်မလုပ်တော့ဘူးဆိုပြီးတော့ဆုံးဖြတ်လိုက်ပြီးမှပဲချစ်သူနဲ့ရွှေလက်တုပ်ခဲ့တာဖြစ်တယ်လို့လည်းမိုးယူဆန်ကပြောပါသေးတယ်အဲ့ဒီတော့ကငယ်သေးတယ်အမှုပညာအလုပ်တွေကိုဆက်လုပ်လို့ရတဲ့အရွယ်လေးဖြစ်တော့ငါဆက်လုပ်လို့ရသေးတယ်ဆိုတာမျိုးတော့ဖြစ်မိတယ်အဲ့ဒီတော့ကချက်ချင်းမင်္ဂလာမဆောင်သေးပဲနောက်3လနေ့နေမှမင်္ဂလာဆောင်ခဲ့ရင်ကောင်းသားဆိုတာမျိုးပေါ့နော်အဲ့ဆိုရင်အမှုပညာအလုပ်ကိုအချိန်ကြာကြာဆက်လုပ်ဖြစ်မယ်ဆိုတာမျိုးတော့တွေးမိတာရှိတယ်တခါတလေတတိယပြီးပြန်လုပ်ချင်မိမယ်ကလေးနဲ့ဆိုတော့မလုပ်ဖြစ်ဘူးမင်္ဂလာဆောင်တွေကအမှုပညာအလုပ်ကိုမလုပ်ဖြစ်တော့ဘူးဆိုပြီးတော့ဆုံးဖြတ်လိုက်ပြီးမှလုပ်ခဲ့တာဆိုတော့အရန်ကြီးခံစားရတာမျိုးမရှိဘူးလို့လေမိုးယူဆန်ကပြည်သက်တွေကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်အခုလက်ရှိမှာတော့တရုတ်ဆောင်မိုးယူဆန်ကတားနှစ်ယောက်ရဲ့မိခင်ဖြစ်တာကြောင့်လည်းအမှုပညာအလုပ်တွေကိုတည်တဲ့အချိန်ပေးလုပ်တာမျိုးမရှိပဲမိသားစုနဲ့သာအချိန်တွေကိုဖြတ်တန်းနေရသူပါချစ်စရာကောင်းတဲ့တားလေးနှစ်ယောက်မှလည်းတားငယ်ဖြစ်သူကတားအကြီးလေးတဲ့ပိုသွက်လက်ပြီးတော့အမှုပညာကိုလည်းဝါသနာပါတာတွေ့ရတယ်လို့လည်းမိုးယူဆန်ကတားနှစ်ယောက်ရဲ့အကြောင်းကိုလည်းပြည်သက်တွေကိုဝေမျှထားပါသေးတယ်အရှင်တို့ကအမှုပညာအလုပ်တွေကိုအတူတွဲလုပ်ခဲ့တဲ့တငယ်ချင်းတွေကိုတွေ့ရင်တော့အမှုပညာအလုပ်တွေကိုလှုပ်ချင်စိတ်ဖြစ်မိတယ်လို့လည်းမိုးယူဆန်ကအခုလက်တလုံးမှာတော့သူမရဲ့ခန်းစားချက်တွေကိုရင်ဖွင့်ထားပါသေးတယ်။သူများတွေအမှုပညာအလုပ်တွေလုပ်တာတွေ့ရင်တော့တတိယရာမျိုးပြန်လုပ်ချင်တာမျိုးတော့ဖြစ်မိတယ်။တချို့ဇာလန်တွေဆိုရင်တော့ကိုယ့်ဘာသာကိုတရုပ်ဆောင်ချင်တာမျိုးလည်းဖြစ်မိတယ်။အခုကလေးတွေနဲ့အချိန်ပေးနေရပေမဲ့မိုးယူကိုတတိယပြီးတော့အခမ်းအနားတွေပွဲတွေဖိရင်တော့အချိန်ပေးပြီးတော့လည်းပွဲတွေတက်ဖြစ်တယ်လို့လည်းမိုးယူကပြောထားပါသေးတယ်။မိုးယူဆန်ကအိမ်အောင်ကြပြီးမှအမှုပညာအလုပ်တွေကိုမလုပ်တော့ပဲရန်နာထားတာကြောင့်ဝေမစားနိုင်လို့အားငယ်စိတ်ဝင်ခဲ့တာတွေရှိတယ်လို့လည်း
ပရိသတ်တွေကိုရင်ဖွင့်ထားတာပဲဖြစ်ပါတယ်။အသက်16နှစ်တည်းကအမှုပညာအလုပ်လုပ်ပြီးတော့ငွေရှာခဲ့တဲ့အဲ့ဒီချင်းတို့ကပတ်စံမကန်ရဘူးဆိုပေမဲ့အမေတို့ကိုထောက်ပံ့ပေးနိုင်ခဲ့တဲ့အိမ်အောင်ကြပြီးနောက်ပိုင်းတော့ငါအင်းကကိုယ်တိုင်ငွေရှာပြီးရက်တည်နိုင်ခဲ့ပါလားဆိုတဲ့အတွေ့အမျိုးဝင်ပြီးတဲ့ကို့မျိုးသားကလိုက်လျော်ပြီးတော့ပေးတယ်ဆိုပေမဲ့ကိုယ့်ဘက်ကကိုယ့်ဘက်ဆံမဟုတ်ဘူးလို့ခံစားရတဲ့အားငယ်စိတ်ဝင်မိတာရှိရလို့လေမိုးယူကပွင့်လင်းလေးနဲ့ပြောထားပါသေးတယ်။အခုလက်ရှိမှာတော့မိသားစုကနံပါတ်1ဖြစ်လို့လေအနုပညာအလုပ်တွေကိုတော့အရှင်လိုမျိုးဒီဇိုင်းမမထားလို့ဖြစ်တော့မှာမဟုတ်ဘူးလို့လေမိုးယူဆန်ကပြောဆိုထားပါတယ်။မိုးယူဆန်ဆိုတဲ့မင်းသမီးနေရာမှာမနေတာကြပြီဆိုတော့တချို့တရုပ်ဆောင်တဲ့အပိုင်းတွေကိုစိတ်ထဲမှာမလွတ်ရတော့ဘူး။အခုလိုမျိုးနှစ်တည်းကြတဲ့အထိအနုပညာအလုပ်တွေနဲ့ဝင်နေပေမဲ့မိုးယူကိုတတိယပေးတဲ့ပရိသတ်တွေကိုလည်းကျေးဇူးအရန်တင်ပါတယ်လို့လေမိုးယူဆန်ကပရိသတ်တွေကိုပြောထားတာပဲဖြစ်ပါတယ်ရှင်။